ဒီအလုံးကဒိုင်ကဒီအလုံးကိုပြစ်ဒဏ်မောလို့သာသူတက်မှတ်လိုက်တယ်ဆိုရင်ပြစ်ဒဏ်ကျူးလွန်သူကအနိကတ်ပဲတကယ်ဆိုရင် Rasmat Wailan ကသူ့ဘာသာသူလဲချော်မှာအဲ့လုံးကအားလုံးသိတယ် Rasmat Wailan ဖြစ်တယ်မို့လိုက်သူနောက်ကျနေကြပြီးတော့ United ဆိုတာကဘလောက်ပဲအခြေအနေစိုးနေပါစေဖလားနဲ့စိမ့်နဲ့အသင်းမဟုတ်ဘူးဆိုတာကိုလေအားလုံးကိုသက်တည်ပြနိုင်လိမ့်မယ်အားလုံးပဲမင်္ဂလာပါ United Resoli ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် United တို့ကတော့ Europa League Semi Final ပွဲစဉ်အဖြစ် Bilbao အသင်းရဲ့အိမ်ကွင်းကိုတွားရောက်ရှင်ပြိုင်ကစားတဲ့နေရာမှာ3 ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တယ်ဒီရလဒ်ကဘယ်သူမှမျှော်လင့်မထားပါဘူးကျွန်တော်တို့ United fan တွေရောတခြားအသင်း fan တွေရောဘယ်သူမှမျှော်လင့်ထားတဲ့ရလဒ်မဟုတ်ဘူး Bilbao ရဲ့ဒီရာသီခြေစွမ်းကတော်တော်ကိုကောင်းခဲ့တာကိုအားလုံးလည်းသိကြမှာပဲ La Liga အမှတ်ပေးစရာမှဆိုရင် Bilbao အသင်းကပေးကိုအနည်းဆုံးအသင်းဖြစ်တယ်သူတို့ရဲ့ခံစစ်ကလည်းတော်တော်ကောင်းတယ်လို့နာမည်ကြီးတယ်ရှေ့တန်းတိုက်စစ်မှာလည်းဒီနီကိုဝီလီယန်တို့လို့ဝီလီယန်ညီနောင်ရှိရဗျာဘေဘာဘက်ကအားနေချက်ဆိုလို့သူတို့ရဲ့ဒီကွင်းလေကအဓိကကစားသမားစမ်းဆက်မှာပါဝင်နေတာလောက်ပဲရှိတယ်ဒီတော့ဘယ်သူမှ United ကဒီပွဲမှာရလက်ကောင်းနေမယ်လို့ဘယ်သူမှထင်မထားဘူးကျွန်တော်တို့ကိုယ်တိုင်လည်းထင်မထားဘူးဒီပွဲမှာလည်းပထမကျွန်တော်တို့ United ဘက်ကဂိုးမရခင်အထိဘီဘာဘက်ကပဲပွဲကိုထင်းချုပ်ပြီးကစားနေခဲ့တာပွဲလေအပြောင်းဘယ်မှာစဖြစ်လဲဆိုတော့ Harry Maguire ရဲ့ဒီတောင်ပန်ကနေဘီဘာနောက်တဲ့ကစားသမားတွေကို feint လိုက်လိန်လိုက်ခောက်လိုက်ကနေပြီးတော့ဒီဖြတ်တင်မို့သူရအောင်ဖြတ်တင်ပေးလိုက်တယ်ဒီလုံးကိုဥကာတီကကောင်းခုံးတိုက်တယ်ဥကာတီကောင်းခုံးတိုက်လိုက်တဲ့ဘောလုံးကိုမာကက်စမဲရိုကတဆင်ထပ်တိုက်ပြီးတော့ United တို့ဥဆောင်လို့ရတယ်ဒီဂိုးကပဲပွဲရဲ့အလေအပြောင်းဖြစ်သွားစေတာပြီးတော့လူပြောများနေတဲ့ဒုတိယဂိုးပေါ့နော်ပယ်နယ်တီပေးရင်ပေးပေါ့အနီးကများတယ်လို့ပြောနေရတဲ့ဒုတိယဂိုးမှာဆိုရင်လေဒီအလုံးကဒိုင်ကဒီအလုံးကိုပြစ်ဒဏ်မောလို့သာသူတက်မှတ်လိုက်တယ်ဆိုရင်ပြစ်ဒဏ်ကျူးလွန်သူကအနိကတ်ပဲဘာမှပြောစရာမရှိဘူးဘာမှမပေးခြင်းမပေးနဲ့ပယ်နယ်တီမပေးနဲ့ဒါဆိုရင်တော့ဘာကတ်မှမပြလို့ရတယ်ပယ်နယ်တီမှပေးတယ်ဒီအလုံးကပြစ်ဒဏ်မောဖြစ်တယ်လို့သတ်မှတ်လိုက်ရင်တော့ကျူးလွန်တဲ့ကောင်ကအနိကတ်ထိမှာပဲဂိုးသွင်းနိုင်မဲ့အခွင့်အရေးကိုတားဆီးတဲ့အပြင်ပြစ်ဒဏ်ကျူးလွန်တဲ့နေရာမှာလဲတစ်ဖက်ကစားသမားကိုဗလိုင်းကြီးဆွဲချတာဘောလုံးလည်းမရှိဘူးတစ်ဖက်ကစားသမားဂိုးသွင်းနိုင်မဲ့အခွင့်အရေးကိုလူကိုဆွဲချပြီးကျူးလွန်တာဖြစ်သည့်အတွက်ဒါကတေချာပေါက်ပြစ်ဒဏ်မောလို့သာသတ်မှတ်တယ်ဆိုရင်တော့ဒီသားသမားအနိကတ်ထိမှာပဲဘီဘာကပွဲစားကလေးကမလိုအပ်ပဲကြမ်းနေတာအားလုံးလည်းမြင်ကြမှာပဲပွဲကိုတေးသေးချာချာကြည့်တဲ့ United fan တွေဆိုရင်ပိုသိတယ်ဒီကောင်တွေပွဲစားကလေးကလိုအပ်တာထက်ပိုပြီးကြမ်းနေတာဒိုင်ကတာကိုအဝါကက်တွေမပြဘူးမာဇာရာဝီကိုပိတ်ကန်လိုက်တဲ့အလုံးတို့ဂါနာချိုကိုဖျက်ကန်လိုက်တဲ့အလုံးတို့ဒီအလုံးတွေမှာဆိုဒီကောင်တွေမလိုအပ်ဖက်နဲ့တအားကြီးကြမ်းနေတာဒါပေမဲ့ဒိုင်ကအဲ့ဒီမှာအဝါကက်တွေမပြဘူးလွတ်ထားတယ်နောက်ဆုံးဒီအလုံးကြမှာဒါကတော့ပနယ်တီလည်းပေးရမယ်အနီကလည်းပေးရမယ်အလုံးမျိုးပေးလိုက်တာဟိုသူတို့နီးပြကပွဲမစားခင်ဘလို့ motivation တွေပေးလိုက်လဲမသိဘူးဒီကောင်တွေကအရင် aggressive ဖြစ်နေတာဗျာဘီဘာကသူတို့ကစားပုံကကိုငကိုကလေးက aggressive ဖြစ်တယ်ဒါအောင်မှ semi final ပွဲဆိုသူတို့တစ်ဖက်ကလည်း United ဆိုတော့သူတို့ကမောင်းတင်ပြီးလာ aggressive ကသူတို့နှစ်ဆပိုးဖြစ်နေတာဒါကြောင့်လေဒီပွဲမှာသူတို့တွေမဖြစ်တဲ့ penalty ကိုပေးလိုက်ရတယ်အနီကက်ပြစ်တယ်လည်းရသွားတယ်တကယ်ဆိုရင် Rasmat Wailan ကသူ့ဘာသာသူလဲချော်မှာအဲ့လုံးကအားလုံးသိတယ် Rasmat Wailan ဖြစ်တယ်မို့လိုက်သူနောက်ကျနေကြဒီအလုံးမှာတော့တစ်ဖက်ဘီဘာကစားသမားကဆွဲလိုက်သည့်အတွက်အနီကလည်းထိသွားတယ်ပယ်နယ်တီလည်းရတယ်ဆိုတော့ဒီမှာတော့ကျွန်တော်တို့အကျိုးရှိသွားတယ်ပေါ့ဒီတော့ Bruno Fernandes ကပယ်နယ်တီတစ်လုံးသွင်းတယ်နောက်ပြီးတော့ Ugarte နောက်ပေါက်နဲ့ချပေးတဲ့အလုံးကနေပြီး Bruno Fernandes ကဒီဘက်မှာ2 ဂိုးသွင်းယူနိုင်ခဲ့တယ်ဒီဘက်မှာလူတွေတိတ်မပြောကြတဲ့အချက်က Manuel Ugarte ကဒီဘက်မှာဂိုးဖန်တီးမှုနှလုံးရခဲ့တာဖြစ်တယ်ကျန်တာတစ်လုံးကပယ်နယ်တီဖြစ်တယ်ဒီတော့ Ugarte ကပထမ Casemiro ကိုသွင်းတဲ့အလုံးမှာလေသူခေါင်းတိုက်ချပေးလိုက်တာကနေ Casemiro ကကောင်းခုတ်တိုက်ပြီးသွင်းသွားတာ Bruno Fernandes သွင်းတဲ့တတိယဂိုးမှာလည်း Ugarte ကပဲနောက်ပေါက်နဲ့ချပေးလိုက်တာကနေ Bruno တယောက်ထက်လွတ်ထွက်သွားပြီးတော့တတိယဂိုးသွင်းနိုင်ခဲ့တာပေါ့အသင်းတိုက်စစ်မှာဂါနာချိုတို့ Rasmat Wailan တို့ကတော့ပုံမှန်ပါပဲဂါနာချိုကတော့တို့တယ်ယုံတယ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအကျိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသူ့ရဲ့ယုံအားတိုးအားတော့အသင်းကအနည်းနဲ့အများတော့အာဂုနေရတော့မယ် Rasmat Wailan ကတော့ဂိုးမသွင်းနိုင်တာလွဲပြီးတော့ကြံတဲ့အရာတွေမှာတော့သူတော်တော်များများလှုပ်ပေးရှာပါတယ် body တွေခုတယ် run တွေလှုပ်ပြတယ်ပြေးပြတယ်နေရာတွေယူပြတယ်ဒါပေမဲ့တိုက်စစ်မှုကဂိုးသွင်းနိုင်မှရမှာလေMan United နံပါတ်9ကြီးဝက်ထားပြီးတော့ဂိုးမသွင်းနိုင်ဘူးဆိုရင်ဘာလုပ်မှာလဲဒီတော့ Rasmat Wailan အနေနဲ့ကတော့ဂိုးတွေတီးထက်ပို့ပြီးတော့သွင်းနိုင်ဖို့တော့လိုအပ်လိမ့်မယ် Casemiro ကောင်းတာကတော့အထွေအထူးကြီးပြောနေဖို့လိုမယ်မထင်ဘူး Casemiro ကအခုနောက်ပိုင်းမှာခြေစွမ်းပြန်ပြီးကောင်းလာတဲ့ကစားသမားတွေမှာပါတယ်ဒါပေမဲ့ Casemiro ကောင်းလာတာနီးပြ Ruben Amorim ကြောင့်လည်းအများကြီးသက်ဆိုင်နေ Ruben Amorim က Casemiro လုံနိုင်တာကိုသိတယ်မလုံနိုင်တာကိုလည်းသူသိလာတယ်ဒီတော့ Casemiro မလုံနိုင်တာတွေကိုကာပေးဖို့အတွက်သူ Ugarte နဲ့တွဲပြီးတော့သုံးတယ်
ဒီလိုသုံးပြီးတဲ့နောက်ပိုင်းမှာပဲ Casemiro ရဲ့ခြေစွမ်းတွေပြန်ပြီးတော့ကောင်းလာတာကိုကျွန်တော်တို့မြင်ရတယ်အထူးသဖြင့်တော့ Europa League ပွဲစဉ်တွေမှာ Casemiro ကကောင်းပါတယ်အဓိက Premier League ပွဲစဉ်တွေမှာဆိုတော့သူရုံးကန်ရတယ်ပေါ့နော် Premier League အသင်းတွေရဲ့ intensity ကိုသူ့အနေနဲ့လိုက်ဖို့ကတော့ခက်ခဲနေတော့မယ်ဒါပေမဲ့ Europa League တခြား league ကအသင်းနဲ့ပွဲစဉ်တွေမှာတော့ Casemiro အနေနဲ့ခြေစွမ်းကောင်းတွေကိုတောက်လျှောက်ပြထားနိုင်တယ်အသင်းရဲ့နောက်တန်းမှာတော့ Lindelof နဲ့ Patrick Dorgu တော့ကျွန်တော်ကအားမရဒီ Lindelof ကတော့အရင်တော့လည်းအားမရဗျာဒါပေမဲ့ဒီပွဲမှာပွဲရတာသွားလို့နော်ပွဲရတာပွဲ intensity မြင့်မြင့်နဲ့တောက်လျှောက်ကစားနေရမယ်ဆိုရင်ဒီကစားသမားနှစ်ယောက်စီကအမှားကြောင့်ကျွန်တော်တို့တစ်ခုခုကိုပြည့်ဆက်အောင်ပါ Victor Lindelof ဆေးထိုးတာတော့ကျွန်တော်သိထွေထွေမပြောချင်တော့ဘူးဒီ Patrick Dorgu ကဘာဖြစ်သွားရောက်ခါတော့အရန်ကောင်းပြီဗျာကျွန်တော်မှတ်မိသလောက်တော့ဒီကောင်အနေကက်ထိပြီးတော့ဆိုစီတက်တဲ့ပွဲတပွဲလားပဲကောင်းလိုက်တယ်အဲ့နောက်ပိုင်းကျန်တဲ့ပွဲတွေတပွဲမှမကောင်းတော့ဘူးမကောင်းတဲ့အပြင်တပွဲထက်တပွဲတောင်ပို့ဆိုးလာတယ်လို့ထင်ရတယ်ဒီတော့ Patrick Dorgu ကဘာဖြစ်နေမှန်းတော့မသိဘူးကျွန်တော်တို့တော့ win back လေးတယောက်ရပြီအားကိုးရပြီထင်းနေတာဒါပေမဲ့ဒီခြေသွမ်းအတိုင်းကတော့ကျွန်တော်တို့ဘလို့မှအားကိုးလို့မရဘူးအရင်အမားများနေတယ်ဘောလုံးပေးတာကြီးလည်းမတိကြဘူးဒါပေမဲ့ तू ကငယ်သေးတယ်ဖြစ်တဲ့အတွက်ကစားအားတော့ရှိတယ်ဗျာငယ်သေးတယ်ပြီးတော့ injury record လည်းတော်တော်ကောင်းနေဆိုတော့ကျွန်တော်တို့ဒါသူ့ကိုတစ်ချက်စောင့်ကြည့်ရမှာပေါ့အသင်းနဲ့ပတ်သက်လို့ကတော့ဝေဖန်မယ်ဆိုရင်တော့ဝေဖန်စရာတွေကတော့ရှိတယ်ဒါပေမဲ့နိုင်တဲ့ပွဲဆိုတော့လေဒါတွေသိမပြောချင်တော့ပါဘူးအဓိကအားဖြင့်တော့ဒီနေ့ပွဲမှာနောက်ထပ်အားရတဲ့အချက်ကကျွန်တော်တို့ဒီဒဏ်ရာနေပြန်လာတဲ့ကစားသမားတွေဖြစ်တဲ့အာမက်ဒီယာလိုတို့ဒီမတီးရဲ့ဒီလစ်တို့ကိုကျွန်တော်တို့ပွဲကစားချိန်လေးတွေပေးနိုင်ခဲ့ဒါပွဲကကျွန်တော်တို့အရန်တက်တာပြီးတော့ comfortable ဖြစ်နေတဲ့ပွဲမလို့ပွဲရတာအရှိန်ဟုန်မြင့်မြင့်နဲ့ကစားနေရတယ်ဆိုရင်ဒီကစားသမားတွေကိုကျွန်တော်တို့ကစားချိန်မပေးနိုင်ဘူးဒီတော့အာမက်တို့ဒီလစ်တို့ကိုလည်းကစားခွင့်လေးပေးလိုက်နိုင်တာလဲဂျင်းနဲ့ဆရာကောင်းတယ်အာမက်ဒီယာလိုရဲ့ impact ကိုလည်းအားလုံးလည်းမြင်ခဲ့ကြမှာပဲဒီနေ့ပွဲမှာ win back မှာအာမက်ကစားတာတော့ကိုသိတာအသင်းတိုက်စစ်အတွက်ကအာမက်ကတယောက်ချင်းကြော်နိုင်တယ်လေလိမ့်နိုင်တယ်ခောက်နိုင်တယ်ကျွန်တော်တို့ရဲ့ win back တွေမှာအဲ့လိုအစွမ်းစားတွေဘယ်သူမှမရှိဘူးဒီတော့အာမက်ပြန်ပါလာတော့ကျွန်တော်တို့အတွက်အားတက်ဆရာပဲကျွန်တော်တို့ final ကိုတော့အာမက်ဒီယာလိုတို့နဲ့ကျွန်တော်တို့အားဖြစ်အင်ပြေတော့ရင်ဆိုင်ကစားနိုင်ပါပဲဒီ Europa League ဖလားကနီးပြ Ruben Amorim အတွက်ကောဒီ United အသင်းရဲ့ကစားသမားတွေအတွက်ကောနောက်ဆုံးကျွန်တော်တို့ပရိသတ်တွေအတွက်ပါဒီတရားဒီလုံးမှာခံစားခဲ့ရသမျှစိတ်ပြက်ခဲ့ရသမျှတွေကိုပြောင်းပြန်လမ်းပြင်နိုင်မှာဖလားပဲဖြစ်တယ်။ Ruben Amorim ကတော့ဒီ press conference မှာသူပြောရှာတယ်။ဒီဖလားတစ်လုံးရရုံနဲ့အသင်းရဲ့ပြဿနာတွေအားလုံးကပြေလည်သွားမှာတော့မဟုတ်ဘူး။ကျွန်တော်တို့မှာပြင်ဆင်စရာတွေအများကြီးရှိသေးတယ်။ဒါပေမဲ့ဒီဖလားကိုရလိုက်ရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ budget ရမယ်၊ပတ်ဆက်ရမယ်။ပြီးရင်ဥရောပဖလားတစ်လုံးရရဲဆိုတဲ့မှတ်တမ်းဝင်မယ်။ Champions League ဝင်ခွင့်ရမယ်။ Champions League ဝင်ခွင့်ရရင်ကျွန်တော်တို့လာမဲ့ຫນွေ transfer window ကြရင်ကစားသမားတွေခေါ်ယူတဲ့နေရာမှာပို့ပြီးတော့အလုပ်ကောင်းကောင်းလုပ်လို့ရမယ်ကစားသမားကောင်းတွေကအသင်းကိုပြောင်းလာခြင်းပဲပြီးတော့ United ဆိုတာကဘလောက်ပဲအခြေအနေစိုးနေပါစေဖလားနဲ့စိမ့်နဲ့အသင်းမဟုတ်ဘူးဆိုတာကိုလည်းအားလုံးကိုသက်သေပြနိုင်လိမ့်မယ်ဒီတော့အားလုံးပဲဘီဘာအိုကို3-0 ဂိုးမရှိနဲ့နိုင်ရတဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဗာများပြောချင်ကြသေးတယ်လေဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးများကြီးတင်ပါတယ်ရုပ်ရှင်နှစ်သက်သူများအတွက် Netflix, Prime Video, Disney Plus, HBO Max, Apple TV တချင်းနားထောင်ရတာနှစ်သက်သူများအတွက် Spotify, Apple Music များကိုအကောင်းဆုံးဝန်ဆောင်မှုများဖြင့် Zoche Group ရဲ့ Facebook Page 3ခုဖြစ်တဲ့ Zoche, Netflix Fan မြန်မာစိတ်တိုင်းကြ Digital Paradise တို့မှာဝယ်ယူအားပေးလို့ရပါတယ်။ Telegram ကနေတစ်ဆင့်လဲဝယ်ယူလို့ရပါတယ်။ Page တွေရဲ့သက်ဆိုင်ရာ link တွေကိုဗီဒီယိုရဲ့ description မှာထည့်ပေးထားပါတယ်။